တင် hamster တကောင်ကိုဂျပါတီလိုလှုပ်လိုက်ရတော့ဒီအကြောင်းအရာကိုတော့တင်ဘယ်တော့မှသိမှာမဟုတ်ပါဘူးပထမအချက် hamster တွေကအိမ်မွေးတဲ့ဆန်တကောင်မဟုတ်ပဲတင်စိတ်ကြိုက်ဆော့ကစားလို့ရတဲ့လှုပ်ရှားနေတဲ့ကစားစရာတစ်ခုပါဒီတနာစရာ hamster တွေကတင်ကိုဘာမဆိုငြင်းဖို့တတိမရှိကြပါဘူးဘာလို့ဆိုတော့လူသားတွေကသူတို့အတွက်အရန်ကြီးပြီးကြောက်စရာကောင်းတဲ့ဘလူးကြီးတွေလိုမြင်နေရလို့ပါဒုတိယအချက် hamster တွေကကြည့်ရတာဝါဝါခိခိနဲ့အေးဆေးတည်ငြိမ်တယ်လို့ထင်ရပေမဲ့တကယ်တော့ hamster တွေကငယ်ငယ်ကလေးကအရန်ဆော့တက်ကြပါတယ်မြင်တဲ့နေရာတွေမှာတွဲလောင်းတက်တယ်ပုံစံမျိုးစုံနဲ့ကားတက်ကြတယ်ပြေးရတာလည်းအရန်ကြိုက်ကြပါတယ်သူတို့ကို running goal နဲ့ထည့်လိုက်ရင်တနေ့လုံးဟိုပြေးတီပြေးနဲ့ပြေးနေတက်ကြပါတယ်တတိယအချက်စားတောက်တဲ့နေရာမှာတော့ဒီကောင်တွေထက်ပူဆိုးတဲ့တရစ်ဆန်မရှိသလောက်ပါပဲပိုက်ပြေးပြီးသားဖြစ်ရင်တော့စက်ပြီးအတင်းစားတက်နေကြပြီးတော့တခါတည်းနဲ့အများကြီးအစားကိုသူတို့ပါဇက်ထဲထိုးတက်ကြပါတယ်သူစားတာကိုမြင်ပြီးတင်ကောင်းတော့မူးသွားနိုင်ပါတယ်နောက်ဆုံးဟာတာအနေနဲ့တင်ကားမောင်းတက်လာမမောင်းတက်ရင်တင်မွေးမဲ့ hamster ကတင်ကိုကြော်သွားနိုင်ပါတယ်ဘာလို့ဆိုကားမောင်းတဲ့နေရာမှာသူတို့ကတင်ထဲတောင်ဆရာကြီးတွေဖြစ်နေကြလို့တင်လဲဒီချစ်စရာကောင်းတဲ့ hamster လေးမွေးခြင်းရင်ကျွန်တော်မြန်မြန်လေးစာပို့လိုက်ပါနော်လက်ရှိကျွန်တော်စီ10ကောင်လောက်ပဲချင်တော့ပါတယ်မြန်မြန်လေးမှာယူလိုက်ပါနော် follow လဲလုပ်ဖို့မမေ့နဲ့အောင်နော်နောက်ဗီဒီယိုမှာတွေ့ကြစို့ thanks for watching